ဒီနေ့အပိုင်းမှာတော့အီဘိုကမရှိပါစီတုံးဝင်နိုင်မှုဒက်ရှ်တွေပိုကောင်းလောင်လေ့ကျင့်ထားတာဖြစ်လို့အရင်ကထပ်ပိုပြီးမြန်ဆန်လာပါသည်ဒါပေမဲ့လက်တံရကြောင့်အဆန်မထိုးရသေးတာမို့သူ့ရဲ့ခြေခွက်တွေပိုကောင်းလာရဲ့လားဆိုတာသိချမသိရသေးပါဘူးသူကမရှိပါစီဝင်မတိုးနိုင်ရင်အနိုင်ရဖို့အခွင့်အရေးမရှိရကြောင်းဘလောက်ပဲခက်ခဲနေပါသေးဝင်တိုးဖို့ဆုံးဖြတ်ထားပါသည်တစ်ဖက်မှာတော့မရှိပါကသူ့ရဲ့ပုံမှန်အလုပ်တွေလုပ်နေခဲ့ပြီးတထေးကလည်းသူတို့မောင်နှမ2ယောက်နဲ့အဆင်ပြေနေပါသည်မရှိပါကလူမှုဆက်ဆံရေးမှာခက်တဲ့ပုံစံရှိပေမဲ့တထေးကနားလည်ပေးထားပြီးလူတိုင်းမလုံနိုင်တဲ့ဘောက်ဇာဘဝကိုဖျက်ဆီးနေတာဖြစ်လို့ respect ထားပေးပါသည်ဒါပေမဲ့ညီမပြည့်စုခုမိအတွက်တော့ဘောက်ဇာတွေဟာဝေးအလေးချိန်အတွက်ခါခွဲသာဂယုဆိုင်ရပြီးပွဲထိုးရင်လည်းဒဏ်ရာတွေကရနေအောင်မှာဖြစ်ပါသည်ဒဏ်ရာဘလက်ဘောနဲ့အနိုင်ရခဲ့ရင်တော့နောက်ထပ်တန်မာတဲ့ပြိုင်ဘက်တွေနဲ့ကြုံတွေ့ရအောင်မှာဖြစ်လို့သူ့အကူအတွက်စိုးရင်ပူပန်နေရပါသည်သူတို့နှစ်ယောက်ဟာအကူကညီမအတွက်ရှိနေပေပြီးညီမကလည်းအကူအတွက်ရှိနေပေကြတယ်ဆိုတာမရှိပါရဲ့တထေးကတော့သိနေပါသည်အီဘိုရဲ့လက်တံရတွေပြန်ကောင်းလာပြီဖြစ်တာကြောင့်နီးပြကအီဘိုကိုခီမူရာနဲ့အစမ်းထိုးခိုင်းပါသည်ခီမူရာကမရှိပါလို့ဖလစ်ကကြိုက်တွေမထိုးတတ်တာကြောင့်လောင်ကြိုက်တွေထိုးပေးမှဖြစ်ပါသည်အီဘိုတုံးဝင်နိုင်မယ်ဆိုရင်တော့မရှိပါရဲ့မျက်နှာကိုမထိနိုင်တာကြောင့်အရင်ဆုံးဘော်ဒီကိုထိုးဖို့နီးပြကပြောပါသည်ဘော်ဒီကိုဇက်တိုက်ထိုးနိုင်ရင်မေယိုလည်းနှင်းကြလာမှာဖြစ်ပြီးအဲနောက်တော့ခီမူရာနဲ့အစမ်းထိုးကြပါသည်တစ်ဖက်မှာလည်းမရှိပါရဲ့နီးပြကအီဘိုနဲ့ထိုးပုံထိုးနည်းတွေကိုလုံးကိုပေါက်တွေတူညီတဲ့ကစားသမားကိုမရှိပါနဲ့အစမ်းထိုးခိုင်းမှုခေါ်လာပေးပါသည်အစမ်းထိုးကြတဲ့အခါမှာတော့မရှိပါကခေါင်းစွပ်တော်မဆောင်ထားပေမဲ့တိုင်ဘက်ကသူ့အနားကိုလုံးဝမကန့်နိုင်ပဲဇက်တိုက်အထိုးခံနေရပါသည်အီဘိုကလည်းခီမူရာရဲ့ထိုးချက်တွေကိုရှောင်ပြနေတဲ့အပြင်ခြေခွက်တွေပါတိုးတက်လာတာကိုတခါမူရာတို့မြင်တွေ့နေရပါသည်ဒါပေမဲ့လည်းမရှိပါရဲ့မြန်ဆန်တဲ့ဂျက်တွေစီတိုးဝင်ဖို့ကမလွယ်ကူသေးပါဘူးမရှိပါကသူ့ပြိုင်ဘက်ကိုအသာစီးနဲ့အမောက်သိပ်ပေးလိုက်တာကြောင့်သူ့ရဲ့နီးပြကအာရနေကချန်ပီယံခပတ်ကသူတို့အတွက်ဆိုပြီးယုံကြည်သွားပါသည်အီဘိုကတော့ခီမူရာရဲ့မြန်ဆန်တဲ့ဂျက်တွေကြောင့်ဝင်မတိုးရဲပဲနောက်ဆုံးနေရပါသည်အဲ့ဒါကြောင့်နီးပြကအခုမလုပ်ရရင်မျောလင်းချက်မရှိတော့တာမို့ငါကြောက်တစ်ကောင်လို့အရှုံးနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုပြီးပြောပါသည်အီဘိုလည်းအာယုံဆိုင်လိုက်ပြီးနောက်ခီမူရာဂျက်ထိုးတဲ့အချိန်အတွင်းပိုင်းကိုတိုးဝင်သွားကဘော်ဒီကိုခပ်ပြင်းပြင်းလက်သီးတစ်ချက်နဲ့တိတ်ပေးလိုက်ပါသည်ခီမူရာလက်သီးကိုမကန်နိုင်လိုက်တဲ့အထိအီဘိုရဲ့ဓာတ်ရှင်တွေကောင်းမွန်လာတာဖြစ်ပြီးဒါဟာလေ့ကျင့်ခြင်းရဲ့အသီးပွင့်နေဖြစ်ကြောင်းတာခါမူရာကပြောပါသည်အီဘိုလည်းသူ့ရဲ့တိုးတက်မှုကိုအံ့ဩနေရပြီးအဲနောက်မှာတော့ပြိုင်ပွဲနေ့ကိုရောက်ရှိလာခဲ့ပါသည်ဒီနေ့ကပြိုင်ပွဲရဲ့ final နေ့ဖြစ်တာကြောင့်ဘသူက rookie champion ခပတ်ကိုတိတ်မိတ်သွားမှလဲဆိုတာပြည်သက်ပေါင်းများစွာကစိတ်ဝင်စားနေကြပါသည်လူပေါင်းများစွာကစိတ်ဝင်စားနေကြပေမဲ့လည်းမရှိပါရဲ့ညီမလေးကတော့သူ့အကိုကိုစိုးရိမ်နေပါသည်မရှိပါရဲ့ညီပြကသူတို့တွေချန်ပီယံဖြစ်ဖို့ယုံကြည်ထားရုံပဲဖြစ်ပြီးမရှိပါကသူ့အတွက်တော့ရှုံးလို့မရတဲ့ပွဲဆိုပြီးပြောပါသည်တစ်ဖက်ကအခန်းထဲမှာတော့အီဘိုတို့ရှိနေပြီးတခါမူရာတို့ကအာဘီစကားပြောသွားခဲ့ကြပါသည်ပုံမှန်ဆိုရင်ဒီလိုအခြေအနေမှာအီဘိုကသွေးပူလုံနေလေရှိပြီးအခုတော့ထိုင်ကုန်ပေါ်ကနေမခေါ်တာကြောင့်ပရက်ရှာများနေတဲ့ထင်ပြီးအာအိုခီတို့ကစိတ်ပူနေပါသည်တခါမူရာကအီဘိုပခုံကန်လိုက်တဲ့အချိန်အပူချိန်ကိုခံစားခဲ့ရတာကြောင့်အီဘိုသွေးပူလောက်ပြီးသွားပြီဆိုတာသိခဲ့ရပါသည်တကယ်တော့အီဘိုကအရာအလုံးပြင်ဆင်ပြီးသွားပြီမို့ခေါင်းလောင်းတန်ကိုစောင့်နေတာဖြစ်ပြီးပွဲရဲရောက်မှအင်အားတွေနဲ့ပေါက်ကွဲပြစ်မှဖြစ်ကြောင်းတခါမူရာကပြောပြပါသည်အဲနောက်မှာတော့အီဘိုနဲ့ပြိုင်မကြီးမရှိပါတော့ပြည်သက်တွေရဲ့မြင်ကွင်းရှိကိုရောက်ရှိလာခဲ့ကြပြီးကျိုးဝိုင်းထဲမှာတွေ့ဆုံကြပါသည်ပြည်သက်တွေရဲ့အမြင်မှာ50-50ဖြစ်နေတယ်လို့အီဘိုရဲ့နီးပြကအနီးကပ်ထိုးခိုင်းပြီးမရှိပါရဲ့နီးပြကဂျက်တွေနဲ့ခွာထိုးဖို့မှာနေကြပါသည်ခေါင်းလုံးနဲ့ကြားလိုက်ရတဲ့အခါအီဘိုကမရှိပါစီတိုးဝင်သွားပြီးထိုးချလိုက်တဲ့အခါလဲသွားပြီမဲ့လည်းအချိန်တန်ကြီးကကြောက်ဖို့ကောင်းနေပါသည်မရှိပါကတော့အပြုံးတပွေးနဲ့အနောက်ကိုဆုတ်သွားခဲ့ပြီးဟင်မန်စတိုင်ပြောင်းကဖလစ်ကဂျက်တွေထိုးဖို့အသေးပြင်ပါသည်အီဘိုကလည်းဖီကဘူးစတိုင်နဲ့ရှေ့တို့ဖို့လုပ်ပေမဲ့ခြေပေါ်ဝါမခွာရသေးခင်မှာပဲအထိုးခံလိုက်ရပါသည်မရှိပါရဲ့ရစ်ရှစ်ကွာအဝေးကကြောက်ဖို့ကောင်းလို့နေပြီးအီဘိုအတွက်အရဲစုံမီတိုးဝင်ရမလားဘာဆက်လုပ်ရမလဲဆိုတာတိုင်မက်သွားသေးပါသည်အဲ့လိုတိုင်မက်နေတဲ့အချိန်မှာပဲမရှိပါကဖိတ်လုံးလိုက်တာကြောင့်အီဘိုရှေ့တို့မိသွားခဲ့ပြီးဒလက်သက်လက်သီးတွေကိုခံစားလိုက်ရပါသည်မရှိပါကဒလက်သက်ထိုးနေတာကြောင့်အီဘိုလည်းငိမ့်ခံနေရပြီးနောက်ဆုံးလက်သီးချက်ကနေကန်ကောင်းစွာရှောင်ထွက်နိုင်လိုက်ပါသည်ဒါပေမဲ့လည်းအကွာဝေးပိုင်းမှာအသာသီးရထားတဲ့မရှိပါကသူ့ရဲ့ဖလစ်ကဂျက်တွေနဲ့ပဲပြန်လဲတိုက်ခိုက်လာပြန်ပါသည်အာအိုခီနဲ့ခေမူရာတို့ကအာမရဖြစ်နေကြပေမဲ့တခါမူရာကတော့အီဘိုရဲ့အကြည့်တွေတခုခုကြံစီနေတာဖြစ်ကြောင်းပြောပြပါသည်အီဘိုရဲ့စိတ်ထဲမှာတော့မရှိပါဟာဒီလောက်တော့တမ်းမာရဲ့သားနဲ့ဘာဖြစ်လို့ညစ်ပတ်တဲ့နီလန်တွေကိုအသုံးပြုခဲ့တာလဲဆိုပြီးမဲခွန်းထုံးမိနေပါသည်အဲ့နောက်ဖီကဘူးစတိုင်နဲ့ဘဲညာရိုင်းပြီးမရှိပါရဲ့လက်သီးချက်တွေကိုရှောင်နိုင်သွားတဲ့အခါမရှိပါလည်းထိုးရရပ်တန့်သွားပါသည်အဲ့ဒီအခါရပ်တန့်မှာအီဘိုကမရှိပါရဲ့အတွင်းပိုင်းကိုတိုးဝင်နိုင်သွားခဲ့ပေမဲ့ခေါင်းလောင်းတန်ကြောင့်မရှိပါကန်ကောင်းသွားပါသည်ပထမအချိန်မှာအီဘိုက9မှတ်ရခဲ့ပြီးမရှိပါက10မှတ်ရသွားတာကြောင့်တမတ်တာနေပါသည်အီဘိုကမရှိပါရဲ့ကျွမ်းကျင်မှုတွေနဲ့တန်မာတဲ့ကစားပုံတွေကိုမြင်တွေ့ခဲ့ရပေမဲ့တခုခုလုံးနိုင်လိမ့်မယ်ဆိုပြီးခံစားရပါသည်နီးပြကလည်းအနေငယ်အခွင့်ရတာနဲ့အကောင်ဆုံးအသုံးချဖို့မှာပါသည်တစ်ဖက်နီးပြကအီဘိုရဲ့အဖျက်စွမ်းအားကြီးနဲ့မရှိပါစီဝင်တိုးနိုင်သွားမှာကိုစိုးရိမ်နေပါသည်မ
မရှိဘကတော့ကြောချမ်းစီရရဲတန်နဲ့အီဘိုကိုသူ့လက်သီးတွေနဲ့ပဲသူ့ကိုပြန်ပြီးဖျက်ဆီးပြစ်မယ်ဆိုပြီးပြောနေပါတယ်ဒုတိယအချီစားတဲ့အခါမရှိဘကအီဘိုရဲ့ထိုးစစ်အတွက်ခံသင်းမမြင့်ထားတာကြောင့်တခါမူရာကစိတ်ထင်နေပါတယ်အဲ့နောက်အီဘိုကဓာတ်ရှင်းတွေနဲ့အတင်းလိုက်ထိုးတဲ့အခါမရှိဘလည်းအကွာဝေးကိုထိမ့်မထားနိုင်ပဲဖြစ်သွားပါတယ်အဲ့ဒီအခိုက်အတန့်မှာအီဘိုတိုးဝင်နိုင်သွားပြီးဘော်ဒီကိုအာရပါရထိုးလိုက်ပေမဲ့မရှိဘကတရောင်နဲ့ကာလိုက်တာကြောင့်လက်ချောင်းအယိုးတွေကျိုးသွားတဲ့အတန်တွေကိုအတိုင်းသားကြားလိုက်ရပါတယ်